မင်္ဂလာပါရှင်လိုက်စာတီဗီရဲ့ပတ်စစ်စနေညမှာထုတ်လွှင့်နေတဲ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲတဲ့36ကြိမ်မြောက် KBC တင်းလုံးကျွညီလာခံပြုလုပ်နေတဲ့သတင်းနဲ့အေယာဝတီမြစ်တလျှောက်ရွှေတူးဖော်နေသူတချို့ကိုစစ်ကောင်စီဖမ်းဆီးတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအန်ခုံကြဆင်ပါရှင်။ကချင်လူလိုက်ရတမတော်ကဲ့ရဲ့အမတ်3တပ်မဟာအမတ်29တပ်ရင်းနေမြေဦးလောင်ပါနေမြေတွေစစ်လက်နက်နဲ့ရိခါသေးဆောင်လာတဲ့စစ်ကောင်စီတပ်ကိုကဲ့ရဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ခလာရ121တပ်နဲ့တမ88လက်အောက်စစ်ကြောင်းများကဟန်သက်ဖုန်ကြီးကြောင်းမှစစ်လက်နက်ရိခါတင်ကားဟာKA တက်ရှိရဘက်တက်လာတာကြောင့်မတ်လ26ရက်နေ့မနက်ပိုင်း9:30အချိန်ခန့်က KA မှပတ်ကွေအထက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းရှေ့တန်းသတင်းရင်းမြစ်ရသိရှိရပါတယ်။စစ်ကောင်စီတပ်များက KA အမှတ်29တပ်ရင်းနေမြေအတွင်းစီရေးလှုပ်ရှားနေစေဖြစ်ပြီးKA တပ်စခန်းရှိရာနေရာဘက်ကိုရေချက်ရှိစစ်ကြောင်းထိုးလာတာကြောင့်မကြာခဏတိုက်ပွဲဖြစ်တယ်လို့လည်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ KBC နှစ်ချင်းအသင်းတော်မှာ36ကြိမ်မြောက် KBC အသင်းတော်အသင်းသားများညီလာခံကိုမတ်လ25ရက်နေ့မှပြုလုပ်ကျင်းပနေပြီဖြစ်ကြောင်းသိရပါတယ်။2026ခုနှစ်အတွင်း KBC အသင်းချုပ်အမှုတော်ဆောင်များ34ကြိမ်မြောက်ကိုယ်စားလှယ်စည်းဝေးမှာရွေးချယ်ထားတဲ့အမှုတော်ဆောင်တွေကိုညီလာခံမှာအတည်ပြုဆွေးနွေးတာတွေပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ညီလာခံမှာ KBC အသင်းချုပ်ဥက္ကဋ္ဌReverend Dr. Khalam Samsuma ကယောဂနဲ့နိုင်ငံရေးအကြောင်းအမျိုးမျိုးကြားအဆင့်ဆင့်ဆွေးနွေးခဲ့ရမှနောက်ဆုံးအတည်ပြုပေးမှာကယခု KBC အသင်းတော်တင်သားများညီလာခံမှဖြစ်တယ်။ KBC ကဒီမိုကရေစီစနစ်ကိုအရင်ကတည်းကကျင့်သုံးလာတာကြောင့်လူထုရဲ့ဆုံးဖြတ်ချက်ကအတည်ဖြစ်ပြီး၎င်းအတည်ပြုမှုဟာအလိုတော်နဲ့ညီတယ်လို့ယူဆလို့ရပါတယ်။လူထုရဲ့သဘောတူညီမှုနဲ့လှုပ်ဆောင်တဲ့အရာအလုံးဟာအောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ယခုတစ်ကြိမ်နဲ့ KBC တင်းလုံးကျွညီလာခံကအကြောင်းမျိုးမျိုးကြောင့်လူအကန့်အသတ်နဲ့ပြုလုပ်ရတာဖြစ်တာကြောင့်အားလုံးနားလည်ကြဖို့နဲ့ညီလာခံကိုပြီးမြောက်အောင်ပါဝင်ဆွေးနွေးကြဖို့ကိုလည်းညီလာခံအဖွင့်အမှာစကားပြောကြားပါတယ်။ညီလာခံမှာ2026ခုနှစ်အတွင်း KBC အသင်းချုပ်မှာအမှုတော်ဆောင်ဖို့34ကြိမ်မြောက်ကိုယ်စားလှယ်စည်းဝေးမှာရွေးချယ်ထားတဲ့အတိုင်း Reverend Phawun Kuntang ကိုဥက္ကဋ္ဌနေရာမှာအတည်ပြုရွေးချယ်ထားပြီးဖြစ်ပြီးဂျန်နဲ့ခေါင်းဆောင်များကိုလည်းဆက်လက်ရွေးချယ်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။မြစ်ချနာမြို့နယ်အေယာဝတီမြစ်အတွင်းရွှေတူးဖော်နေတဲ့ရွှေဖောင်မှရွှေကျင်းသားများကိုမတ်လ25ရက်နေ့10:00နာရီချိန်ခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကလာရောက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။မြစ်ချနာမြို့အလမ်ဒုမ်ကန်ဥဘီဂျီရွာတလျှောက်ရွှေတူးဖော်သူများကိုအရက်ဝတ်နဲ့ယူနီဖောင်းများဝတ်ဆင်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကလာရောက်ဖမ်းဆီးသွားပြီးဘက်ဖိုးနဲ့ဆက်များကိုဖမ်းဆီးထိန်းသိမ်းထားပြီးဖမ်းဆီးခံရသူ9ဦးကိုပါလာနာနေမြေရဲစခန်းတွေဖမ်းဆီးထားကြောင်းလည်းသိရပါတယ်။မတ်လ26ရက်နေ့ကလည်းဥပဒေရွာအေယာဝတီမြစ်တလျှောက်လိုက်လံဖမ်းဆီးနေကြောင်းနဲ့ဒီကနေ့အထိအလမဆက်ဆိုင်20ဒုမ်ကန်မဆက်ဝိုင်း30ကျော်ဖမ်းဆီးထားပြီးဖြစ်ကြောင်းနဲ့3ရက်စီမံကိန်းချထားတာဖြစ်ကြောင်းဒေတာခန့်များပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်မြစ်ချနာမြို့နယ်ဥပဒေရွာနဲ့အလမ်ကျေးရွာရှိမိကန်တလျှောက်ရွှေတူးဖော်နေတဲ့အကြီးစားကုမ္ပဏီလုပ်ကွက်နဲ့ဒေတာခန့်များ၏တနိုင်တပိုင်းရွှေတူးဖော်မှုများပုံမများပြားလာပြီးမြစ်ဆုံအထက်ပိုင်းတွင်လည်းအကြီးစားရွှေတူးဖော်တာတွေရှိကြောင်းကိုလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့မာတိုင်းသားပါတာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်တို့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။